Hello guys, welcome to my channel. ကျွန်တော်ကတော့ Hugo တူပါဒီနေ့ဗီဒီယိုလေးကတော့ Faza နဲ့ mobile legend နဲ့ ကွက်လက်လုပ်ရင်ဘယ်လို skin တွေထွက်လာမလဲဆိုတာကျွန်တော်ပြပေးပါမယ်ဟောတာကြီးတို့ဗီဒီယိုလေးကို like and subscribe လေးလုပ်ဖို့မမေ့ခဲ့နဲ့ပေါ့နော်ခုဆိုကျွန်တော် subscriber 33ယောက်ဖြစ်သွားပါပြီစကားတွေအများကြီးမပြောတော့ဘူး let's go Easy goကျွန်တော်ပထမဆုံးအနေနဲ့ mobile legend တွေကလူကန်နဲ့ဘာသာတွေကကဲရဲ့ skill file လေးကြီးလိုက်ရအောင်Try not to drag me down. But these feels they come and go, and they come so easily. Tell me it's about you that I can't forget, but you're breaking down my walls again. Just to set me free. Why do I, baby? Why do I love the way you always leave me? Why do I, baby? Why do I? I was born. Go on, darkness! Enjoy your last meal. Let me show you the art of killing. Go on, darkness! Enjoy your last meal. ဒီ skin ရဲ့ skill file လေးတွေကတော့မစိုးဘူးလို့တော့ပြောလို့ရတယ်ပြီးတော့ edit သုံးလိုက်လို့ရှိရင်ကျွန်တော်တို့ကဲ Pascal မှာ phone ပြောင်းလာတယ်မှာကျွန်တော်တို့ now hero တော့ဖြစ်တဲ့ mobile legend တွေရဲ့ arcade နဲ့ Faza တွေရဲ့ကဲရဲ့ ကွက်လက် skill file တွေကြည့်လိုက်အောင်ကျွန်တော်တို့ကြည့်ရတဲ့လို့ဆိုအာကနဲ့ကပိုပြီးမိုက်မယ်လို့ခံစားရတယ်ကျွန်တော်တို့ခုပြောချင်တာဒီ skin တွေက mobile legend တွေမှာထွက်လာမှာမဟုတ်ဘူးဒါ entertainment သဘောကျွန်တော်ပြပေးတာပဲရှိတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့လူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့မမေ့ခဲ့နဲ့အောင်နော်ကဲအားလုံးပဲဗီဒီယိုလေးကတော်တော်ရှည်သွားမှာဆိုလို့ဒီမှာပဲရက်လိုက်တော့မယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye bye